ကျွန်တော်ဒီနေ့မှာတော့ Super Squat Machine ကို how to use ဘယ်လိုသုံးပြရမလဲဆိုတာနဲ့ထိရောက်တဲ့ကြွသားကိုပြောပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့လူကြီးမင်းကဒူးနေကွေးပြီးတန်းကိုပခုံးပေါ်မှာအဝင်ခွင်ညဖြစ်အောင်တင်ပါပြီးရင်မတ်တရက်အနေထားနေပြီးခြေထောက် position အနေထားကိုတပေကွာထားပါခြေပြားထိပ်ကိုဝီပုံစံဖွင့်ထားပါထိုင်တဲ့အခါမှာလူကြီးမင်းရဲ့ occipital နောက်စီ middle spine ကျောပြင်အလဲပိုင်း lumbar ခေါင်းပိုင်းကတတန်းထဲမှာရှိနေရပါမယ်လူကြီးမင်းရဲ့တထောင်စစ်ကိုနံရိုးနဲ့ကတ်ထားပါဘိုက်ကိုလည်းညှစ်ထားပါထိုင်တဲ့အခါမှာလေရှူပြီးထားတဲ့အခါမှာလေကိုပြန်ထုတ်ပါထိရောက်တဲ့ကြွက်သားမာဆယ်တွေကတော့ quadricep ပေါင်ရှည်ကြွက်သား hamstring ပေါင်နောက်ကြွက်သားနဲ့ glute တင်ကြွက်သားတို့ပဲဖြစ်ပါတယ်ခင်ဗျာကစားပြီးတဲ့အခါရှေ့ကခြေနှန်းကိုနင်းထားပါဒူးကွေးပြီးဖြည်းဖြည်းချပါကြည့်ရှုပေးတော့လူကြီးမင်းများအားလုံးကျမ်းမာပျော်ရွှင်ကြပါစေခင်ဗျာ